ခါတလေကျမတို့ကကိုယ့်ရဲ့အသက်တာထဲမှာပြည့်စုံနေပြီးအခြားသောသူတစ်ယောက်ကကိုယ့်ကိုလာဖြည့်ပေးဖို့ရန်အတွက်မလိုအပ်တော့ဘူးကိုယ့်ရဲ့အသက်တာထဲမှာလည်းငါသင်ယူရင်လည်းမရနိုင်တော့ဘူးလို့ထင်ထားတယ်ဆိုရင်သင်ဟာနောက်ထပ်တစ်ဆင့်ကိုတက်လှမ်းဖို့ရန်အတွက်ရက်တန့်သွားတဲ့သူတစ်ယောက်ဖြစ်နေပြီဆိုတဲ့အရာကိုသတိရစေချင်ပါတယ်ဆိုလိုတဲ့အရာကသင်ယူခြင်းနဲ့ကြီးထွားခြင်းဆိုတဲ့အရာကကျမတို့ကိုဘုရားသခင်ပြင်ဆင်ထားတဲ့ပန်းတုံးတိုင်ကိုရောက်ဖို့ရန်အတွက်လမ်းခရီးတစ်ခုဖြစ်တယ်ဆိုတဲ့အရာကိုပြောနေခြင်းပါဒါကြောင့်မလို့ကျမတို့ရဲ့အသက်တာထဲမှာငါဆိုတဲ့မာနငါရဲ့တကြွခြင်းငါရဲ့တိကျွမ်းခြင်းငါရဲ့လူကြီးဖြစ်ခြင်းငါရဲ့ဂုံပုတ်ရှိခြင်းငါရဲ့ကြွယ်ဝခြင်းဒါမှမဟုတ်ငါရဲ့တော်ခြင်းနာမည်ကောင်းခြင်းဆိုတဲ့အရာတွေအားလုံးနဲ့ကျမတို့ကအနာဂတ်ဘုရားသခင်ပြင်ဆင်ထားတဲ့ထပ်ထည့်ပေးမဲ့ကြီးထွားခြင်းဆိုတဲ့အရာတွေကိုမရက်တန့်မိစေဖို့ရန်အတွက်ဉာဏ်ပညာရှိဖို့အတွက်အရေးကြီးပါတယ်။ဒါကြောင့်သင်ရဲ့အသက်တာထဲမှာသင်ယူဖို့ရန်အတွက်မရက်တန့်လိုက်ပါနဲ့။ဒါဆိုရင်အမှားတွေကျမတို့ရက်တန့်နေတဲ့အရာတွေမရှိတော့ဘဲနဲ့တာပြည့်လှပတဲ့ဘုရားသခင်ပြင်ဆင်ထားတဲ့ခရစ်တော်ရဲ့ကြီးရင်ခြင်းပမာဏကိုတက်လှမ်းနိုင်လိမ့်မယ်ဆိုတဲ့အရာကိုကျွန်မရှေးဥစွာပြောလိုပါတယ်။အားတာချက်ကိုပြုစုပါကိုယ့်ရဲ့အားနည်းချက်တွေကိုမပြင်ရဘူးလို့ပြောနေတာမဟုတ်ပါဘူးဒါပေမဲ့ကိုသွားမဲ့ပန်းတိုင်ကိုရောက်ဖို့ရန်အတွက်တကယ်ကူညီပေးတဲ့အရာတွေကကိုယ့်ရဲ့အားတာချက်တွေဖြစ်ပါတယ်အဲ့ဒီအရာကိုကျမ်းစာစကားနဲ့ပြောမယ်ဆိုရင်တော့ဘုရားသခင်ထည့်ထားပေးတဲ့ဆုကျေးဇူးတွေပေါ့ဒါကြောင့်ဒီအရာတွေကိုကျမတို့ကပြုစုပြောထောင်မယ်ဆိုရင်တော့ကျမတို့အားနည်းချက်တွေအားလုံးဟာထိုအားတာချက်ရဲ့ကြီးထွားခြင်းအပြင်အလိုလိုဖုံးလန်းသွားစရာအကြောင်းရှိတယ်ဆိုတဲ့အရာကိုပြောပြခြင်းတယ်ဥပမာတစ်ခုကိုပြောပြပေးလိုပါတယ်ဖះเจ้าထဲမှာဆိုရင်တချို့တွေကအတန်တချင်းလုံးဝမဆိုတတ်တဲ့အတန်ကိုလည်းအသုံးမပြုတတ်တဲ့သူတချို့ရှိတယ်ပေါ့နော်။သို့တော်သူ့မှာအားသာချက်ကကြတော့ကွန်ပျူတာပိုင်းဆိုင်ရာမှာကျွမ်းချင်းကိုင်နိုင်တဲ့အရာတွေဒါမှမဟုတ်မီဒီယာပေါ့ဒီဗီဒီယိုရိုက်ကူးရေးတွေကအစတက်ကျွမ်းတဲ့အရာတွေဒါမှမဟုတ်စကားပြောပိုင်းဆိုင်ရာမှာအရန်ကိုကျွမ်းကျင်တဲ့အရာဒီလိုမျိုးအားသာချက်တချို့ရှိတဲ့သူတွေရှိကြပါတယ်။ဒါပေမဲ့ပြဿနာကသူကတချင်းပဲဆိုချင်တာ။ဘာဖြစ်လဲဆိုတော့ကြံတဲ့အားသာချက်တွေကိုမပြုစုတဲ့အခါမှာသူ့ရဲ့အခုတချင်းဆိုချင်တယ်ဆိုတဲ့ဆန္ဒတစ်ခုတည်းနဲ့ဘာဖြစ်သွားလဲဆိုတော့ဒီဟာကလုံးဝအရှိကိုမရောက်နိုင်တဲ့သူ့ရဲ့ကြီးမားတဲ့အားနည်းချက်ဖြစ်တဲ့အတွက်ကြောင့်မလို့သူရောက်မဲ့ကြီးထွားခြင်းဘယ်တော့မှမရောက်နိုင်တော့ဘူးပေါ့။ဒါကြောင့်မလို့ကျမဒါလေးကိုသိစေချင်ပါတယ်။သူတစ်ပါးဖြစ်နေတဲ့အရာကိုအားမကြနဲ့ကို့မှာရှိတဲ့အားသာချက်ကိုပြုစုလိုက်ပါ။အားနည်းချက်တွေကအလိုလိုဖုံးဖိသွားလိမ့်မယ်ဆိုတဲ့အရာကိုကျွန်မပြောပြပေးလို့တယ်အရင်တုန်းကနဲ့မတူတဲ့ကြီးထွားရင့်ကျက်ခြင်းနဲ့အရှိန်အဟုန်နဲ့တိုးပွားရမယ့်နှစ်ကာလဖြစ်တဲ့အတွက်ကြောင့်မလို့အများကြီးတော့ရှိပေမဲ့အသင်အတွက်အရေးကြီးဆုံးသောအရာဖြစ်မယ်လို့ကျွန်မခံယူတဲ့အတွက်ကြောင့်မလို့ဒီအရာလေးတွေကိုကျွန်မပြန်ပြီးတော့မျှဝေပေးလိုပါတယ်ဘုရားကောင်းချီးပေးပါစေ